Okay ဈေးကွက်မှာ premium zone နဲ့ discount zone ဘယ်လိုမျိုးကြည့်လဲเนาะအဲ့ဒါလေးကိုကျွန်တော်ပြောပြမယ်เนาะအဲ့တော့အရင်ဆုံးကျွန်တော်တို့ premium zone ရှိမယ်နော် premium zone ရှိမယ် discount zone ရှိမယ်နော် premium zone discount zone အဲ့လိုမျိုးရှိမယ်အဲ့တော့ကျွန်တော်တို့စဉ်းစားကြည့်မယ်ပေါ့နော်ဘာလဲဆိုတော့ကျွန်တော်တို့ပစ္စည်းတစ်ခုကိုဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဈေးကြီးတဲ့အချိန်မှာဝယ်ခြင်းလားဈေးတန်တဲ့အချိန်မှာဝယ်ခြင်းလားပြောချင်တာကျွန်တော်တို့ပစ္စည်းတစ်ခုရဲ့ quality ကအတူတူပဲဒီပစ္စည်းပဲရောင်းတာဒီ brand ပဲရောင်းတာဒါပေမဲ့ဈေးပိုတန်တဲ့ဆိုင်မှာကျွန်တော်တို့ကပို့ပြီးတော့ဝယ်မှာပဲเนาะဈေးပိုတန်တဲ့ဆိုင်မှာဝယ်ဖို့ဦးစားပေးမှာပဲเนาะဒါမှမဟုတ်ချင်လဲကျွန်တော်တို့ပစ္စည်းတစ်ခုဝယ်ခြင်းတယ် discount ချတဲ့အချိန်မှာကျွန်တော်တို့စောင့်ပြီးဝယ်တယ်အဲ့လိုမျိုးလူတွေလည်းရှိတယ်เนาะအဲ့တော့တကြံ promotion တရင်ကျ promotion နိုင်ငံခြားမှာဆိုလဲထားပါတော့တခုခုပေါ့เนาะအဲ့လိုမျိုးသူတို့ discount ချတဲ့အချိန်ကိုကျွန်တော်တို့ကစောင့်ပြီးတော့မှဝယ်တာပြောချင်တာကဝယ်မယ်ဆိုလို့ရှိရင် discount ဆုံးမှာဝယ်လို့ရှိရင်ပို့ပြီးတော့ probability ပို့ပြီးတော့ကောင်းတယ်เนาะမြတ်ဖို့အတွက်ကိုရာခိုင်နှုန်းပိုကောင်းတယ်เนาะအဲ့လိုမျိုးလေးရှိမယ်အဲ့ဒါပြီးရင်ကျွန်တော်တို့ premium zone ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ပစ္စည်းတစ်ခုကိုရောင်းတော့မယ်ဆိုလို့ရှိရင်ဘယ်သူမှဈေးနည်းနည်းလေးနဲ့တော့မရောင်းเนาะအဲ့ကိုယ့်ရဲ့ product တစ်ခုကိုယ့်ရဲ့ပစ္စည်းတစ်ခုက quality လဲကောင်းတယ်เนาะ quality လဲကောင်းတယ်လူကြိုက်လဲများတယ်အဲ့ဒါဆိုလို့ရှိရင်ဘယ်လိုပဲဖြစ်ဖြစ်ဈေးကိုတင်ပြီးတော့ရောင်းပါပဲเนาะအဲ့တော့ပြောချင်တာက premium zone ဆိုတာကဈေးကြီးတဲ့ zoneနော်ဈေးကြီးတဲ့ zone မှာဆိုလို့ရှိရင်ပြောချင်တာကရောင်းမယ်ဆိုလို့ရှိရင်ဈေးကြီးလေးရောင်းတာနော်ဈေးကိုဆွဲတင်ပြီးရောင်းတာပေါ့နော်အဲ့လိုမျိုးလေးရှိမယ်အဲ့တော့ကျွန်တော်တို့ကဈေးကွက်မှာဆိုလို့ရှိရင်ဝယ်ဖို့ဆိုလို့ရှိရင် discount zone မှာဝယ်ဖို့အတွက်ကို setup တွေရှာလို့ရှိရင်ပို့ပြီးတော့ probability ပိုကောင်းတယ်မြတ်ဖို့အတွက်ကိုရာခိုင်နှုန်းကပို့ပြီးတော့များတယ်အကယ်၍ရောင်းဖို့အတွက်ဆိုလို့ရှိရင် premium zone မှာရောင်းဖို့အတွက်ကို setup တွေရှာလို့ရှိရင် probability ပိုကောင်းတယ်မြတ်ဖို့အတွက်ကိုရာခိုင်နှုန်းပို့ပြီးတော့များလိမ့်မယ်เนาะအဲ့တော့ဒါကကြတော့ကျွန်တော်တို့ premium zone နဲ့ discount zone ရဲ့အတိတ်ပဲကျွန်တော်တို့ဝယ်ဖို့အတွက်ဆိုလို့ရှိရင် discount zone မှာပို့ပြီးတော့ဦးစားပေးတယ်နဲ့ရောင်းဖို့အတွက်ဆိုလို့ရှိရင် premium zone မှာပို့ပြီးတော့ဦးစားပေးတယ်เนาะအဲ့တော့ဒီကကျွန်တော်တို့ premium zone နဲ့ discount zone ဘာနဲ့ခွဲလဲဆိုတော့ကျွန်တော်တို့အရင်ဆုံး Fibonacci နဲ့ခွဲเนาะ Fibonacci retracement နဲ့ကျွန်တော်တို့ကကြည့်မှာပေါ့เนาะအဲ့တော့အရင်ဆုံးကျွန်တော်တို့ Fibonacci retracement ဆွဲတက်ဖို့တော့လိုတယ်ပေါ့เนาะအဲ့တော့ကျွန်တော်အရင်ဆုံး Fibonacci retracement လေးတစ်ခု random ဒီလိုမျိုးလေးဆွဲလိုက်မယ်အဲ့တော့ကျွန်တော်တို့ကဒီက retracement level တွေမှာဆိုလို့ရှိရင်ဒါကျွန်တော်ကြည့်တဲ့ level เนาะအဲ့တော့ဒီ level တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့အဓိကဒီကောင်ပဲသုံးမှာ50တခုပဲသုံးမှာเนาะအဲ့တော့ကျွန်တော်တို့အရင်ဆုံး setting နဲ့အရင်ပြန်ချိန်ရမယ်အဲ့တော့ကျွန်တော်တို့ဒီကောင်တွေကို level တွေပြင်မယ်ဆိုတော့ကျွန်တော်တို့ဒီအောက်က level ကိုတစ်ချက်သွားမယ်အဲ့ဒါပြီးရင်ဒါကတော့ကျွန်တော်တို့အဓိက0ရှိမယ်100ရှိမယ်အဲ့နှစ်ကောင်ကကြတော့ကျွန်တော်တို့ဖြုတ်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အဲ့ဒီနှစ်ကောင်ကိုဖြုတ်လိုက်ရင်ကိုကဘယ်ကနေဘယ်ကိုဆွဲနေမှန်းသိတော့မှာမဟုတ်အဲ့နှစ်ကောင်ကိုကျွန်တော်တို့မဖြုတ်ဘူးကြံတဲ့50ကိုကြတော့ကျွန်တော်တို့ထားမယ်ကြံတဲ့ကောင်တွေကိုကျွန်တော်တို့အကုန်ဖြုတ်ရမယ်အဲ့တော့ကျွန်တော်တို့ကြံတဲ့ကိုမလိုတဲ့ကောင်တွေအကုန်လိုက်ဖြုတ်မယ်အဲ့ဒါပြီးရင်ကျွန်တော်ဒီက0နဲ့100ကိုကြတော့နာမည်လေးပြောင်းလိုက်မယ် A လို့ပဲထားပါတော့ဗျာ A လို့ကျွန်တော်နာမည်လေးတက်ထားမယ်နော်Okay အဲ့ဒါပြီးရင်ကျွန်တော်တို့ဘာတွေရှိမလဲဆိုတော့ကျန်တာကတော့ရတယ်အဆင်ပြေတယ် Okay အဲ့ဒါပြီးရင် save လေးနှိပ်လိုက်မယ်เนาะအဲ့တော့ဒီလိုလေးဖြစ်သွားပြီဒီလိုလေးဖြစ်သွားပြီကျန်တဲ့ retracement level တွေအကုန်ပျောက်သွားပြီ retracement level တွေ extension level တွေကျွန်တော်တို့အကုန်ပျောက်သွားပြီအဲ့ဆိုရင်ကျွန်တော်တို့စပြီးတော့ဆွဲလို့ရပြီเนาะစပြီးတော့ဆွဲလို့ရပြီကျွန်တော်တို့ဒီက uptrend တစ်ခုကိုကြည့်မယ်နော်ဒီကကျွန်တော်တို့ XAUSD ရဲ့ uptrend တစ်ခုကိုကြည့်မယ်အဲ့တော့ကျွန်တော် uptrend တစ်ခုမှာဆိုလို့ရှိရင်ဘာဝယ်စဉ်းစားရမလဲဆိုတော့ဝယ်ဖို့အတွက်ကိုပဲကျွန်တော်တို့ကဦးစားပေးရမှာနော်ဝယ်ဖို့အတွက်ကိုပဲဦးစားပေးရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ Fibonacci retracement လေးအရင်ဆုံးဆွဲကြည့်မယ် Fibonacci retracement ဆွဲပုံဆွဲနည်းလေးတော့သိဖို့လိုလိုက်မယ်အဲ့တော့ကျွန်တော်တို့ကဘယ်ကနေဘယ်ကိုဆွဲမှာလဲဆိုတော့ဒီမှာတော့နော်ဒီကောင်ကဒီလိုမျိုး impulse retrace ဆိုလို့ရှိရင်ကျွန်တော်တို့လောလောဆယ်ဒီနားလေးမှာဘာလေးလဲဆိုတော့ဒီမှာ swing low ဒီမှာ swing high ပြောချင်တာကအဲ့ဒီ swing low ကနေ swing high ကိုFibonacci retracement လမ်းဆွဲကျွန်တော်ပြောနေကြဆိုလို့ရှိရင်တော့ impulse တစ်ခုရဲ့အစကနေအဆုံးကိုကျွန်တော်တို့က Fibonacci retracement လမ်းဆွဲမှာเนาะအဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်ဒီကောင် impulse တစ်ခုစတဲ့နေရာလေဒီကောင် impulse တစ်ခုဆုံးတဲ့နေရာเนาะအဲ့ဆိုရင် impulse တစ်ခုရဲ့အစကနေအဆုံးကို Fibonacci retracement လမ်းဆွဲအဲ့လိုလေးလမ်းဆွဲမယ်အဲ့တော့ကျွန်တော်ဒီတစ်ခုအရာကြည့်မယ်ဆိုရင်နော်ဒီတစ်ခုအရာကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာဘာရှိလဲဆိုတော့ဒီမှာ50ရှိမယ်50ရဲ့အပေါ်ကဇုံကဘာလဲဆိုတော့ဒါ uptrend မှာနော် uptrend တစ်ခုမှာဆိုလို့ရှိရင်50ရဲ့အပေါ်ကဇုံက premium zone နော်50နဲ့ဒီ A ကြားပေါ့နော်အဲ့ဒီဇုံကကျွန်တော်တို့ premium zone 50နဲ့ဒီအောက်က A ကြားကကြတော့ discount zone
နော်အဲ့တော့ပြောချင်တာကကျွန်တော်တို့ကဒီ uptrend တစ်ခုမှာ live ဝယ်တော့မယ်ဆိုလို့ရှိရင်ဒီက discount စုံထဲမှာဝယ်ဖို့အတွက်ကိုချောင်းတာကဝယ်ဖို့အတွက်ကို setup တွေပြန်ပြီးတော့ရှာတာကပို့ပြီးတော့ probability ပိုကောင်းတယ်ပို့ပြီးတော့ကျွန်တော်တို့အနေနဲ့အမြတ်ရဖို့ရှာခိုင်းတော့ပို့ပြီးတော့များလိုက်မယ်နော်အဲ့တော့ကျွန်တော်တို့က uptrend တစ်ခုမှာဆိုလို့ရှိရင်အဲ့လိုမျိုး discount စုံမှာဝယ်ဖို့အတွက်ကိုဦးစားပေးရမယ်ဒီ swing တစ်ခုကိုထပ်ကြည့်မယ်အဲ့ swing တစ်ခုကိုထပ်ကြည့်မယ်နော်အဲ့ကောင်ဆိုလို့ရှိရင်ကျွန်တော်တို့ impulse တစ်ခုရဲ့အစကနေအဆုံး Fibonacci retracement တစ်ချက်ဆွဲမယ်အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာ50နဲ့ဒီ jar က discount ဆိုအဲ့ဒီ discount ဆိုမှာကျွန်တော်တို့ကဝယ်ဖို့အတွက်ကို setup တွေပြန်ပြီးတော့ရှာမယ်ဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေတယ်နော်အဲ့တော့ဒါကကျွန်တော်တို့ uptrend တစ်ခုမှာလိုက်ပြီးတော့ဝယ်တာအဲ့တော့ downtrend တစ်ခုမှာဘယ်လိုလိုက်ရှောင်းမလဲဆိုတာကိုတစ်ချက်သွားမယ်Okay ဒီနားက downtrend အသေးလေးတစ်ခုကိုကြည့်မယ်နော်အဲ့တော့ကျွန်တော်တို့ကဒီ downtrend မှာဆိုလို့ရှိရင်လည်းရှောင်းဖို့အတွက်ကိုဦးစားပေးရမယ်နော်အဲ့တော့ကျွန်တော်တို့ကရောင်းဖို့အတွက်ကိုဦးစားပေးမယ်ပြီးသွားလို့ရှိရင် premium zone မှာရောင်းဖို့အတွက်ကိုဦးစားပေးမယ်အဲ့တော့ Fibonacci retracement ဆွဲမယ် impulse တစ်ခုရဲ့အစကနေအစောလမ်းဆွဲမယ်နော်အဲ့တော့ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်50နဲ့ဒီအပေါ်က A လေးကကြတော့ premium zoneအဲ့တော့ပြောချင်တာကကျွန်တော်တို့ကဈေးကဒီလိုမျိုးသွားပြီး retrace ပြန်လာနော်အဲ့လိုမျိုး premium zone ထဲကိုရောက်လို့ရှင်ရောင်းဖို့အတွက်ကိုဦးစားပေးရမယ်ပြောချင်တာက premium zone ထဲမှာရောင်းဖို့အတွက်ကို setup တွေလိုက်ရှာအဲ့ဒါဆိုလို့ရှိရင်သူကပို့ပြီးတော့ probability ပို့ပြီးတော့ကောင်းတယ်နော်မြတ်ဖို့အတွက်ကိုပို့ပြီးတော့တေချာလိုက်မယ်ပို့ပြီးတော့ win rate များတာပေါ့ဗျာအဲ့တော့ဒီတစ်ခုကိုထပ်ကြည့်မယ်ဒီက impulse တစ်ခုကိုကျွန်တော်တို့ထပ်ကြည့်မယ်နော်အဲ့တစ်ခုဆိုလို့ရှိရင်လည်း Fibonacci retracement ဆိုရင် Okay ဒီတစ်ခေါက်ဆိုလို့ရှိရင်တော့သူကဒီ premium zone တွေကိုတော့အများကြီးရောက်မလားနော်50ရဲ့အကျော်လေးနားလောက်ထိပဲရှောက်ပြီးတော့မှဒီလိုပြန်ကျတာဆိုတော့နော်အဲ့တော့ပြောရရင်တော့ကျွန်တော်တို့က discount zone ထဲမှာဆိုလို့ရှိရင်အဓိကကတော့ဝယ်ဖို့တော့ကိုချောင်းအောင်မယ် uptrend တစ်ခုမှာဆိုလို့ရှိရင်ဝယ်ခြင်းတယ်ဆိုလို့ရှိရင် discount zone ထဲမှာအဓိကဝယ်ဖို့တော့ကို setup တွေရှာရမယ် downtrend တစ်ခုမှာဆိုလို့ရှိရင်ရောင်းဖို့ဆိုလို့ရှိရင် premium zone ထဲမှာရောင်းဖို့တော့ကိုအဓိက setup တွေလိုက်ရှာရမယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဝယ်ဖို့အတွက် discount zone ထဲမှာဝယ်ဖို့ setup တွေရှာတာဒါမှမဟုတ်လို့ရှိရင်လည်း premium zone ထဲမှာရောင်းဖို့အတွက်ကို setup တွေပြန်ပြီးတော့ရှာလို့ရှိရင်တော့ကျွန်တော်တို့အတွက်ကို probability ပို့ပြီးတော့ကောင်းတဲ့ win rate ပို့ပြီးတော့ကောင်းတဲ့ setup တစ်ခုကိုရလိမ့်မယ်နော်အဲ့တော့ဒါကကြတော့ကျွန်တော်တို့ premium zone နဲ့ discount zone အကြောင်းပေါ့နော်အဲ့တော့နောက်ထပ်သိချင်တာရှိလို့ရှိရင်လည်း comment မှာဝင်ပြီးတော့ရေးသွားလို့ရတယ်နော်